အခုကရုရှားရဲ့အနုပညာပြခန်းကိုရောက်နေတာဒီပြခန်းတစ်ခုလုံးကိုကျွန်တော်ပြပေးမယ်ဒါပေမဲ့ကင်မရာကိုတော့အကန့်အသတ်နဲ့ရိုက်ခွင့်ရတာပဲဖြစ်တဲ့အတွက်တချို့နေရာတွေကိုတော့ကျွန်တော်ပြလို့မရဘူးဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးပါကျွန်တော်လက်မှတ်ဝယ်ရတာသူတို့နိုင်ငံပတ်စံနေဆိုရင်1500ပေးရတယ်အခုပြခန်းကိုဒီကနေပြီးတော့ကျွန်တော်တို့စမယ်ဆိုတော့ပြခန်းဆောင်တဲ့အမျိုးသမီးကတော်တော်လေးစိတ်သဘောထားပြေးသွားတယ်ဆိုတော့ဒါရုရှားရဲ့အမှုပညာတွေပေါ့နော်ဆိုတော့ကျွန်တော်ခုချင်းခံစားကြည့်ပါ